ဒီဗီဒီယိုမှာတော့ဆရာတို့ static method အကြောင်းကိုရှင်းပြပေးမယ် static method ဆိုတာကသူကဘာလဲဆိုတော့သူက class နဲ့သက်ဆိုင်တဲ့ method ကို static method လို့ခေါ်တယ်ဆရာတို့ object နဲ့မဆိုင်ဘူးပေါ့နော် object နဲ့ဆိုင်တဲ့ method ကကြတော့ဆရာတို့ဘာလို့ခေါ်လဲဆိုတော့ instance method လို့ခေါ်တယ်static method နဲ့ instance method နဲ့ဘယ်လိုကွာခြားလဲဆိုတာကိုဆရာအောင်ဥပမာနဲ့ပြပြပေးမယ်ဆိုကြပါစို့ဆရာတို့စီမှာ class တစ်ခုရှိမယ် employee ဆိုတဲ့ class employee employee ဆိုတဲ့ class တစ်ခုရှိမယ်သူရဲ့ constructor ဖန်တီးပေးမယ် employee ဆိုတဲ့ class ကဘာ attribute တွေရှိလဲဆိုတော့ name ရှိမယ်နောက်သူရဲ့ position job position ပေါ့နော် self.name equal to name self.position equal to position ဘာလဲကျတော့ get info ဆိုတဲ့ get info ဆိုတဲ့instance method တစ်ခုရှိမယ်အဲဒီ get info ကဆရာတို့ key string တစ်ခုကိုပေါ့နော် string တစ်ခုကို return ပြန်လုပ်မယ်ဘာလဲဆိုတော့ name နဲ့ position နဲ့ကို return ပြန်လုပ်မယ် self.position position ကဲပြောရတော့ဆရာတို့ဒီ employee 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 တွေတွားထည့်လိုက်မယ် employee 1 equal to employee class employee class ပြီးသွားရင် name ကကြပါစို့name က Jerry ရဲ့ position က manager manager employee 2 ကကြတော့သူ့ရဲ့ employee 2 ကသူ့နာမည်က Tommy ပေါ့နော်သူ့ရဲ့ယာဒူးက cashier cashier ပြီးရင် employee 3 လာမယ် employee 3 သူ့ရဲ့ name ကGarvey ရဲ့ position ကကြတော့ cook ကဲတော့ employee 3 ခုဖန်တီးပြီးပြီဆိုတော့ဆရာတို့ employee တစ်ယောက်ချင်းစီရဲ့ပေါ့နော်ဒီသူ့ရဲ့ information ကိုဆရာတို့ခေါ်ကြည့်လို့ရတယ် print employee 1 dot get info employee 1 က name က Jerry သူ့ရဲ့ယာဒူးက manager နော် employee 2 ကြတော့ employee 2 က Tom သူ့ရဲ့ယာဒူးက cashier employee 3 ကြတော့သူ့နာမည် Garvey ယာဒူးက cook အဲ့တော့ဒါကဘာလို့ instance method လို့ခေါ်လဲဆိုတော့သူက instance ထဲတစ်ခုချင်းစီရဲ့ပေါ့နော်ထည့်ထားတဲ့ value ပေါ်မှာမူတည်ပြီးတော့သူကပြောင်းလဲသွားတယ် employee 1ရဲ့ get info နဲ့ employee 2နဲ့ get info နဲ့ကပြန်လာတဲ့တန်ဖိုးချင်းမတူဘူးထဲမှာပါတဲ့တန်ဖိုးချင်းမတူဘူး employee 1တော့ကြတော့ Jerry manager 2က Tommy cashier Garvey cook ဒါဘာနဲ့တူလဲဆိုတော့အရှိမဆရာရှင်းကြပြီးသွားပြီclass variable နဲ့ instance variable ကိုရှင်းပြပြီးသွားပြီ class variable ဆိုတာကဒီ class နဲ့ပဲသက်ဆိုင်တယ်သူ့ကို instance တွေအားလုံးက share ပြီးသုံးရတယ်တန်ဖိုးကမပြောင်းလဲပါဘူးinstance variable ကကြတော့ instance တစ်ခုချင်းစီပေါ်မှာလိုက်ပြီးတော့တန်ဖိုးပြောင်းလဲပါတယ်ဒီလိုမျိုးပဲinstance method ဆိုတာလည်းဒီ instance တစ်ခုပေါ်မှာလိုက်တစ်ခုချင်းစီပေါ်မှာလိုက်ပြီးတန်ဖိုးပြောင်းလဲပါတယ်ဒါပေမဲ့ static method ကြတော့အဲ့လိုမဟုတ်ဘူး static method ကကြတော့သူက class နဲ့ပဲသက်ဆိုင်ပြီးတော့တန်ဖိုးမပြောင်းလဲဘူးဆရာတို့static method တစ်ခုကိုဖန်တီးလိုက်မယ် static method တစ်ခုကိုဖန်တီးမယ်ဆိုရင်ဆရာတို့ဒီထဲမှာပဲရေးလို့ရတယ်ဒါပေမဲ့သူ့ကိုဖန်တီးတော့မယ်ဆို decorator လိုတယ်
static method decorator လို့တယ် define အဲ့ဒီ job position တွေကိုဆရာ list ထဲမှာထည့်ပြီးတော့မှဒါဘာလုပ်မလဲဆိုတော့ in operator ကိုသုံးပြီးတော့ဘယ် job position က valid ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုreturn ပြန်လဲပေါ့နော်ဟိုဟာတစ်ခုရေးလိုက်မယ် is valid ကသူက input တစ်ခုရှိမယ် position position ကိုသူက input ယူမယ်valid position ဆိုတဲ့ list တစ်ခုရှိမယ် dir1 valid position equal to ဆရာတို့ကစားတောက်ဆိုင်ဆိုတော့စားတောက်ဆိုင်စီမှာရှိတဲ့ valid position တွေက manage က manager ရှိမယ် cashier ရှိမယ် cashier က cashier ရှိမယ်နောက် cook ရှိမယ်နောက် janitor ရှိမယ် janitor ရှိမယ်နောက် waiter ရှိမယ်ပြီးတော့ရင်ကျတော့ return USI position in operator ကိုသုံးပြီးတော့ကျတော့ valid position ကိုစစ်မယ် valid POSITION position အဲ့ဒီ user ထည့်လိုက်တဲ့ position ကဒီ valid position ထဲမှာရှိတယ်ဆိုရင် in operator က true လို့ return ပြန်လိုက်မယ်မရှိဘူးဆိုရင် false လို့ return ပြန်လိုက်မယ် return position in valid position ကဲပြီးတော့ရင်ကျတော့ခေါ်ကြည့်လို့ရပြီအဲ့တော့ class variable မှာတော့ class variable ကိုခေါ်ခြင်းလဲဆိုရင် class နာမည်နဲ့ခေါ်ဖို့ပြောခဲ့သလိုပဲဒီ static method မှာလည်း static method ကိုခေါ်ခြင်းလဲဆိုရင်ကျတော့ class နာမည်နဲ့ခေါ်ပေးရမယ် print employee employee dot is valid အဲ့တော့ဆရာတို့ရဲ့စတောက်ဆိုင်မှာ manager ရာထူးရှိလား manager ရာထူးရှိလားရှိတယ်ဆိုတော့ true လို့ပြန်လာတယ်ဒါပိတ်လိုက်ဒီညောင်းလို့ cook ကောရှိလား true waiter ရာထူးကော true ပဲကျတော့nuclear scientist ရာထူးကော false okay nuclear scientist တော့မရှိဘူး rocket scientist ကော rocket scientist ဆိုလည်း false ပဲ okay teacher ရာထူးကော okay ဒါလည်း false ပဲကြည့်တော့ instance method ကဒီ instance တစ်ခုချင်းစီပေါ်မှာလိုက်ပြီးတော့သူရဲ့တန်ဖိုးပြောင်းလဲသွားတယ်ဒါပေမဲ့သူ့ကိုခေါ်သုံးမယ်ဆိုလို့ရှိရင်ဒီ instance နာမည်နဲ့ခေါ်သုံးရတယ် static method ကကျတော့အဲ့လိုမဟုတ်ဘူး static method ကဘာနဲ့သက်ဆိုင်လဲဆိုတော့ class နာမည်သက်ဆိုင်တယ်သူ့ကိုခေါ်သုံးမယ်ဆိုရင်လည်း class နာမည်ကိုသုံးပြီးတော့ပဲclass နာမည်ကိုသုံးပြီးတော့ပဲခေါ်သုံးလို့ရတယ်